အပြင်သွေး2ရက်တာအေးတင်တန်းမှာဘာတွေတင်ပေးတာလဲဘလိုတွေတင်ကြားပေးတာလဲဆိုတော်တော်များများသိချင်ကြတယ်မိခွန်းလေးတစ်ခုဖြစ်တယ်အဲ့တော့ဒီနေ့ကတော့အပြင်သွေး VIP တင်တန်းကြီးမှာအဓိကတင်တန်းလာတက်တဲ့သူတွေကလုပ်ငန်းရှင်ကြီးတွေလည်းရှိတယ်လို့လုပ်ငန်းရှင်ကြီးဖြစ်ချင်တဲ့သူတွေလည်းရှိကြတယ်အဓိကအေးတင်တန်းလို့ပြောလိုက်တာ ਨੇ ဖြော်နီးအသေးစိတ်တင်ပေးပြီးသားအဲ့ဒီအပြင်ကိုမှလိုအပ်တဲ့အဓိကဈေးကွက်ချနီးဗီဒီယိုရိုက်နီးကြော်ညာနီးတွေကိုအသေးစိတ်တင်ပေးတဲ့အတန်းလေးဖြစ်တယ်ပေါ့နော်ချမ်းတို့အေးတွေတော့ဖြော်တက်ပြီးဒါပေမဲ့ရောင်းဖို့အတွက်ဈေးကွက်မချတတ်ရင်လည်းချမ်းတို့ဆိုင်ကမအောင်မြင်လာနိုင်ဘူးအဲ့တော့ဆိုင်ကိုရောင်းဖို့အတွက်ဈေးကွက်ချတတ်ပြီးဒါပေမဲ့ကုန်ကျန်းတွေမထိမ့်သိမ့်တတ်ဘူးမကြော်ညာတတ်ရင်လည်းရောင်းအားတွေရလာမှာမဟုတ်ဘူးဒါတွေအကုန်လုံးကိုအပြင်သွေး VIP အသေးစိတ်မှာတင်ပေးတယ်တကယ်လို့ join ချင်တဲ့သူတွေကဒီလာမဲ့6လပိုင်း9ရက်နေ့6ရက်နေ့မှာအသေးစိတ် join လို့ရတယ်အားလုံးကိုကျေးဇူးပါ